hino da huda mo na bani ba da kwe da ya pha lu awe de te ni ja we ulita kene ro ulita kene ba sa ro ulita kene le po ulita lo tho tho me ka sa ya su ba ba ti to to du du we phya phin tong pyu le soကျွန်တော်တို့တွေ့ရတယ်နော်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ပြောတဲ့ခုနကတော့လူယောက်အကြောင်းနည်းနည်းပြောချင်တယ်၄ယောက်ကတော့ပထမတစ်ယောက်တော့မတ်သေးပေါ့နော်မတ်သေးကတော့သူကတော့အပြစ်သားပေါ့ဒီမှာတည်းနေသူကတော့နန်းစီတယ်ပေါ့နော်သူကဘာဖြစ်လဲဆိုတော့ဒီအလုပ်ကိုလုပ်တဲ့အတွက်ကြောင့်သူ့ရဲ့လူပြသူ့သဘောမကျဘူးဒါပေမဲ့လည်းသူအပြစ်သားဖြစ်တယ်နော်ဘာဖြစ်ဖျားခင်ကတော့အတုံးပြတဲ့အခါအင်တန်ကောင်းတဲ့နှုတ်ကပတ်တော်သူရေးပြဒုတိယတစ်ခုကတော့ဒုတိယတစ်ယောက်ကတော့မာကုဖြစ်တယ်မာကုကလည်းဖောက်ပြန်တဲ့လူလို့ပြောတယ်ကျမ်းစာသူကဘာဖြစ်လဲဆိုတော့သူကသူ့ကိုအားကိုးပြီးတော့မှသာသနာခီးခေါ်သွားတာလမ်းရောက်တဲ့အခါကျတော့သူကပြန်ချင်ရောအဲ့ဒါနဲ့သူကသစ္စာဖောက်ဖူးတဲ့လောခီဘူးပေါ့နော်လဲဘူးတဲ့သူဖြစ်တဲ့ဒါနဲ့ဖျားခင်သူ့ကိုအတုံးပြတယ်တကယ်ပဲတောက်ပိုင်းမှာကျွန်တော်သိရတဲ့အရာအလက်ဇန္ဒရီးယားတင်းတော်ကြီးဟိုအီဂျစ်မှာတည်သူတည်ထောင်တဲ့တင်းတော်ကြီးတော့သူတက်တာမှလည်းကျွန်တော်တို့တခါလေးပိုင်းလည်းကိစ္စမရှိဘူးကျွန်တော်ပြန်ထားမယ်ဆိုတဲ့တင်ကားထားလူကလည်းအဲ့လိုပဲပေါ့နော်လူကတော့သူကတော့ဆရာဝန်ဖြစ်တယ်ဆရာဝန်ဖြစ်တာလည်းအကြောင်းရှိတယ်ပေါ့နော်သူချစ်တဲ့ main ကလေးကသူ့လက်ထဲမှာတည်သွားတဲ့ခါသူကအရန်ပြင်ပန်းပြီးတော့မှဒီဆေးပညာကိုသင်ယူမယ်ကွာဆိုမှ Alexandria မှာတွားပြီးတော့သူကဆေးပညာသင်ဒါပေမဲ့သူဆရာဝန်ဖြစ်လာတဲ့ခါတချို့လူသူကုနိုင်တယ်တချို့လူမကုနိုင်ဒါပေမဲ့လူမျိုးယောဂပျောက်စေတဲ့သခင်ယေရှုကိုပြောကြားတဲ့အခါစိတ်ဝင်စားပြီးတော့မှသူဒီသာသနာထဲကိုသူရောက်လာသခင်ယေရှုလိုက်ရှာတယ်ပေါ့သူတင်ကြမှာဝိမေပေါ်တယ်လေခုကစားရောဟာနော်ကဲဆိုတမလေးလို့ပေါ့နော်မိမေလီဝဲယောဟန်ကတော့ကျွန်တော်အားလုံးပြည့်တဲ့အတိုင်းပဲမိအသက်ရှိကြီးအဲ့ဒီမှာကျွန်တော်ရတဲ့သင်္ကန်းစာတခုကတော့သူကအသက်ရှိပြီးတော့ကြီးလာတဲ့ခါကျတော့မိကိုဒီကတော့ဖျားခင်နဲ့အတူတူသူကသွားတယ်ဒါပေမဲ့အသက်တရာလောက်နေရတော့သူကကြီးလာတဲ့ခါသူကသူ့ကိုခေါ်ပြီးတရားဟောခိုင်းဘာဖြစ်ဆိုအာကိုရာကွာတမန်တော်တွေမှာသူတယောက်ပဲကြံတယ်ဆိုတော့အေးဖေတင်းကသူ့ခေါ်ပြီးတရားဟောခိုင်းသူများသွားထမ်းလာရသူကနိုင်သူကဘာပြောလဲဆိုအဘရာဖျားကိုချစ်တော့ဧကစားကပြီးမပြောတော့ဘာပါကြီးရှေ့ရတုံးလေးပါလာတရားခေါ်တော့နောက်သူကမခေါ်ချင်တော့ဒီတမန်တော်ကြီးကဒီခုပဲပြောနေတော့တာပဲကျန်တာပြောပါဦးလို့ပြောသူပြောရတာဘနော်ခက်လက်လीနော်ဒါပေမဲ့မမေ့ရတခုကတော့နော်ပေါ်လဲလို့ခေါ်တော့သူကအဲ့လိုပြတာတော့ဘုရားခင်ပြောတာဒါပဲကြံခဲ့လေဆိုကျွန်တော်ရတဲ့တင်ကစားကျွန်တော်တို့တက်တာမှာတခြားအရာဆုံးရှုံးရင်လည်းပဲချစ်ချင်းမြတ်တာဆုံးရှုံးလို့မရဘူးပေါ့တခြားအရာမှာပျက်စီးသွားရင်လည်းချစ်ချင်းမြတ်တာပျက်စီးလို့မရဘူးဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်ဒါမျိုးဒီနေ့ကျွန်တော်အားနေချင်းရှိတော့လေဘုရားခင်ကျွန်တော်တို့အတုံးပြတယ်မိမိတာနော်ဒီတော့တဲ့ညို့နေတော့အိုလက်တာကနေဘူးလားတော့ဘလို့တိုင်ပါစားတော့ကစားရဆုထောပါဆုကားပါဝတ်တာမြေဒီဝရကစားရပြီးတဲ့တနည်းပဲတင်တော့တော့ကေမိမိလာကတဲ့ခါလေးနော်ဒီမာလူလက်တာဆုတာစာဖတ်တော့ဘတဲ့ဘုဒ္ဓတာတူပိတညောကြီးမိတာတနေ့ရည်ရည်လက်တာကိတာတဲ့ဟေခေါ်ဟိနော်တာဟဲ့